အားလုံးပဲမင်္ဂလာပါရှင်မတို့ရေးဒီမှာမတို့မမီးနေတဲ့အိမ်ရောက်ငွေချေရလားအိမ်ရောက်ငွေချေရမှာအားပေးမယ်အိမ်ရောက်ငွေချေရတော့လေဟို20 30ကျိုး3ကျိုးလိုချင်နေဆိုရဲကိုရဲ့မမတွေအတွက်เนาะညီမလေးသတင်းကောင်းလေးပြောမယ်ခရစ်စမတ်အမီမာလေးလှလှလေးတွေဝတ်ဆင်ကြလို့ကိုရဲ့ customer လေးတို့အိမ်ရောက်ငွေချေပေးပါပြီရှင်เนาะမတို့ Brian Expert ရောက်တဲ့မြို့တိုင်းအိမ်ရောက်ငွေချေပေးပါညီမလေးဒီမှာဂရော်ဂျိုးတွေအစုံရှိပြီเนาะဒီမှာဂရော်ဂျိုးတွေအစုံရှိပါပြီဒီမှာနီလာဂရော်ဂျိုးရှိတယ်ကြောက်စိမ်းရှိမယ်ဂါးနဲ့ရှိမယ်ဒီမှာဒါဆို3ကလာကရော်ဂျိုးရှိရဲနောက်ထပ်ခါကျတော့ဒီမှာဒီလိုစပင်းနဲ့ရောင်စုံကရော်ဂျိုးတွေလည်းရှိရဲเนาะမတို့ကျိုးတက်တက်လိုချင်တယ်ဆိုလဲရတယ်မတို့ဒီလိုတစ်ဆက်စာတွေဆိုလဲရှိရဲเนาะမတို့ဒီမှာဒါဆိုရင်ကြောက်စိမ်းကရော်ဂျိုးတစ်ဆက်စာနှကက်နဲ့လက်စွပ်နဲ့လက်ကောက်နဲ့ဒီရက်လက်ကောက်ဆိုလဲလေးမတို့เนาะဒါလေးကလေလက်တိုင်းတောက်ချင်တုပ်သေးချင်သေးဝစ်လို့ရတယ်မတို့เนาะဒီမှာတစ်ဆက်စာတွေရှိရဲကိုမတို့နောက်ထပ်ဒီမှာစပင်းနဲ့ကရော်ဂျိုးမတို့အရန်မယ်အယောင်းဝင်ချေရမှာအားပေးမယ်အယောင်းဝင်ချေရမှာအားပေးပါမယ်ဆိုရဲကိုယ့်ရဲ့ customer လေးကိုသတင်းကောင်းပါလိုက်ပါပြီအခုအယောင်းဝင်ချေရပါတယ်เนาะမမတို့ရေ Brian Expert ရောက်တဲ့မြို့တိုင်းကိုညီမလေးအယောင်းဝင်ချေပို့ပေးပါတယ်ရှင်ဒီမှာဒါဆိုရင် Spain နဲ့ Grojo တစ်ဆက်စာเนาะသူကလေးငကက်လက်ကဝါကြဟန်ချင်းလေးနဲ့ဒါလေးဆိုရင်ဒီမှာဒီရက်တစ်ဆက်စာလေးညီမလေးဈေးတဲ့တစ်ခါလေးထည့်ပြောပေးမယ်ကိုမတို့ဒီရက်တစ်ဆက်စာလေးဆို4သိန်း5000ဒီရက် Spain နဲ့ရောင်းတော့တစ်ဆက်စာ4သိန်း5000ဒီလိုကျိုးလေးဆိုရင်ရောင်စုံလေးဆိုရင်2သိန်း5000မမတို့เนาะဒီရက်ခါနဲ့ဆိုရင်2သိန်း5000ကြောက်စိမ်းဆိုရင်3သိန်းဟောဒီမှာနီလာဆိုရင်3သိန်းเนาะတကြိုးကိုမတို့တစ်ဆက်စာလေးလိုချင်တယ်ဆိုရင်လည်းရတယ်ခွဲလိုချင်တယ်ဆိုလည်းရတယ်ဟောတာကတော့နီလာကရော်ဂျိုးနဲ့ဒီမှာတစ်ဆက်စာငကက်ပါမယ်လက်စွပ်ပါမယ်လက်ကောက်ပါမယ်ပြီးတော့ဒီမှာကရော်ဂျိုးနဲ့တစ်ဆက်စာဒီတစ်ဆက်စာလေးကတော့မတို့နီလာကတော့9သိန်းပါเนาะမတို့ကြိုက်တယ်ဆိုရင်ညီမလေးလေးဘာသာဖုန်းနံပါတ်253656658မှာဆက်သွယ်မှာလို့ရပါတယ်ကဲအေးရောက်ငွေချေရမှာအားပေးမယ်ကိုမတို့เนาะအမြန်ဆုံးလာလန်းလာတော့မှာခါနဲ့တစ်ဆက်စာဒါလေးဆိုဒီမှာဒါလေးဆိုရင်လေဟန်ချင်းလေးနဲ့တွဲထားပြရမှာလို့เนาะကဲ